မင်းအောင်လှိုင်တယောက်တောင်မကိုင်းပြီးမြောက်မကိုင်းပြီးနဲ့တောင်သွားမြောက်သွားနေတာတွေပဲတွေ့ရထီထီရောက်ရောက်ပြည်သူတွေရဲ့အသက်ကိုကယ်ဖို့အခုလိုမျိုး trap ပစ်နေတဲ့လူတွေကိုနော်ကယ်တင်ဖို့အတွက်ပစ္စည်းရအောင်ပြည့်စုံနေတာကိုကျွန်တော်မတွေ့ရကုသမှုတွေကလည်းအားလုံးကျမ်းမြင်ပေါ်မှာမြေပြင်ပေါ်မှာဒီတောင်ဖြစ်ကလက်ဆန်လုပ်နေရတာတွေကိုမြင်နေရတာဟာကျွန်တော်သိရင်လာတယ်ဒါကြောင့်ဒီဒေါ်လာကြီးပြီးအောင်တိုက်မှာဖြစ်မှာဒီအကောင်တွေရှိနေတဲ့၍ကျွန်တော်တို့ပြည်သူတွေမသေးသင့်မဲသေနေအောင်ပါလို့ကျွန်တော်ပြောချင်ပါတယ်ဆရာမေးတဲ့မေးခွန်းကိုပြန်ချုပ်ရရင်ပြည်သူဆိုရလက်ထက်မှာအသေးစိတ်စီစဉ်ဆောင်ရွက်ထားပြီးသားတွေဒီလိုလူမဆန်တဲ့လူတွေကြောင့်ပျက်စီးသွားလို့ဒီလိုအဖြစ်မျိုးဖြစ်ရတာလို့ကျွန်တော်ပြောချင်ပါတယ်